ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ငစနယ်ဟင်းလေးကိုချက်ပြပေးပါမယ်ရှင်ကျမတို့ကတော့ငပုတ်တင်လေးပါဒီတစ်ခေါက်ရွေးထားတာကတော့အိမ်မှာတော့ခဏခဏချက်စားတယ်ပေါ့နော်ငပုတ်တင်ဆိုတဲ့အမျိုးကကြတော့အချိုချက်စားလို့မကောင်းရှင်သူကစနယ်လေးချက်စားမှကောင်းတာပေါ့နော်ဒါလေးတွေကတော့တညသိပ်ထားတဲ့စနယ်လေးတွေပါကဲငစနယ်ချက်စားတော့မယ်ဆိုရင်ပထမဆုံးအရေးကြီးတာကဈေးရောက်ဝယ်လာတဲ့ငါးတွေကိုလုံးဝရေမဆေးရပါဘူးစားလေးနဲ့နာနာနယ်ပြီးတော့မှကျမတို့တညသိပ်ထားလိုက်ပါမယ်နောက်နေ့မနေ့ရောက်တဲ့အချိန်ကျတော့မှပဲကျမတို့ကရေကို၄-၅တက်လောက်ဆေးပြီးတော့ချက်မှာပဲဖြစ်ပါတယ်အခုဆိုရင်တော့ဒါရေကို၄-၅တက်လောက်ဆေးတာပေါ့နော်ဆေးပြီးတဲ့အခါမှာရေစင်အောင်ညှစ်ပြီးသွားတာနဲ့စနင်းနဲ့ရတာမုံလေးတွေကိုနည်ပြီးတော့နှက်ထားလိုက်ပါမယ်ရှင်သူကကြတော့လေတညသိပ်ထားလိုက်ရတယ်ကျမတို့ကတော့နောက်နေ့ကိုကျမတို့ဒီရုံတက်ထမင်းချက်မှာဆိုတော့တညပဲသိပ်လိုက်တာပေါ့နော်2ရက်3ရက်ဖရီဇာထဲမှာတစ်ပတ်ထားလို့ရတယ်ပေါ့နော်သူကတော့ဒါကြအထားခံနေစားနေထားတာဖြစ်တဲ့အတွက်ဘယ်လိုပဲဖြစ်ဖြစ်ပုံမှန်ဒီတိုင်းငါးထည့်ထားတာထက်ဆိုင်တော့အထားခံနေပေါ့နော်ကဲရတာစားပြားကိုကျမတို့ကနေပြီး15မိနစ်လောက်နှက်ပြီးတဲ့အခါမှာစီမွေးတက်ပါမယ်စီမွေးတက်ပြီးတော့ခုနကရတာစားပြားနေထားတဲ့ငါးလေးတွေကိုအခုလိုမျိုးလေးဒီစီးသက်ထားတဲ့ထဲကိုထည့်လိုက်ပါမယ်ရှင်ငါးကအခုလိုမျိုးအသားမကျက်သေးတဲ့အချိန်မှာဟိုဘက်ဒီဘက်နာနာမှုပြီးမယ်ပေါ့နော်အသားကျက်သွားတဲ့အချိန်မှာကျတော့ကျမတို့ကခဏခဏမှွေလို့မကောင်းဘူးပေါ့ဘာလို့လဲဆိုတော့ငါးရဲ့အသားတွေကြေဝိုင်းရင်ကိုချက်ထားတဲ့ဟင်းရဲ့လက်ရပြက်လို့ပါကဲအခုဆိုရင်တော့ကျမစီလေးကိုနာလေးတက်ပြီးတော့ငါးဟင်းလေးကိုစချက်နေပါပြီပြီးရင်တော့ဖုံးလေးခဏအုပ်ထားလိုက်ပါမယ်ကဲခဏနေလို့အခုလိုမျိုးပုံးလေးပြန်ဖွင့်လိုက်တဲ့အခါမှာစီလေးတွေတအားကိုကတ်နေပြီပေါ့နော်ဒါကြောင့်မို့လို့ကျွန်မငွေသီးလုံးရည်လေးကိုစုံရည်လေးကိုစတင်ပြီးတော့ထည့်လိုက်ပါမယ်ဒါကတော့အိုးလေးမကတ်အောင်ပေါ့ဇုံးလေးနဲ့အသားလေးလိုက်ပြီးတော့ပေါ့နော်သားလေးတွေကိုလိုက်ပြီးတော့လှန်ပေးတာပါကဲခုနကရေထည့်တာတော့ခုလိုမျိုးပတ်ဆူလာပြီဆိုလို့ရှိရင်ငါးရဲ့အသားကျက်ဖို့အတွက်ကိုနောက်ထပ်ကျမတို့ရေလေးနည်းနည်းထပ်ထည့်ပါမယ်ရေလေးမြုပ်ယုံပေါ့နော်မြုပ်ယုံလေးထပ်ထည့်လိုက်မယ်ထပ်ထည့်ပြီးတော့ဖုံးလေးခဏအုပ်ထားလိုက်မယ်ပြီးရင်တော့အိုးလေးကိုကြတော့ကျမတို့ကမကြာခဏဇွန်းနဲ့မမွေကျင်တော့ဘူးဆိုရင်အိုးလေးကိုခုလိုမျိုးလေးခါပေးလို့ရတယ်နော်နောက်ဆုံးဟင်းလဲချက်ခံနေပြီးစီပြန်ရေကြံလေးလည်းဖြစ်ပြီဆိုရင်ကိုကြိုက်တဲ့အခက်ပေါ့နော်ကျမကတော့ဒီမှာပင်စိမ်းလေးနဲ့ငြုပ်သီးစိမ်းလေးကိုထည့်ထားပါတယ်မိတ်ဆွေတို့ကတော့မိတ်ဆွေတို့ကြိုက်တဲ့နနံပင်ဖြစ်စေကျမတို့ဒီရှမ်းနနံဖြစ်စေအုပ်လို့ရပါတယ်ရှင်မကြိုက်လို့မအုပ်ဘူးဆိုလည်းရတယ်အုပ်တဲ့အခါကျတော့ပုံမွေးတာပေါ့နော်အခုဆိုရင်တော့အရန်ကိုအရသာရှိတဲ့ငစနယ်ဟင်းလေးရပါပြီငစနယ်ဟင်းလေးနဲ့ဟင်းညိုလေးပဲဖြစ်ဖြစ်ဥပမာကျမတို့ချင်းဟင်းလေးပဲဖြစ်ဖြစ်အခုလိုမျိုးပူပြင်းတဲ့ရာသီအတွက်တွဲဖက်ပြီးရစားမယ်ဆိုရင်လူကြီးတွေအတွက်ဆိုလည်းအရန်ကိုကရင်တွေ့တဲ့ဟင်းလျာလေးပါရှင်